အပိယပတံတိစာဟောတိပိယကရဟိစာတဲ့ဒါလေးကအကျေပြောရင်တော်တော်ကောင်းတယ်အပိယပတံတိစာချစ်စရာမကောင်းတဲ့လူကိုချီးမွမ်းနေတဲ့နော်ဘာမှမဟုတ်တဲ့လူတွေဘာကြည်သွေးမှလည်းမရှိတဲ့ဘာမြင့်မြတ်မှုမှလည်းမရှိတဲ့ဘာမှန်ကန်မှုမှလည်းမရှိတဲ့ချစ်စရာမကောင်းတဲ့လူတွေကိုကြမ်းဖန်ပြီးတော့အကောင်းမြင်ပြီးတော့ဘာလို့လဲချီးမွမ်းနေတာအဲလူမုန်းခါနေမယ်နော်နောက်ပိယကရဟိစာချစ်စရာကောင်းတဲ့လူကိုကြမ်းဖန်ပြီးတော့ကဲ့ရဲ့တယ်အဖက်ကတော်တယ်တကယ်ကိုကောင်းတဲ့လူတွေကိုအကောင်းမမြင်နိုင်မဲနဲ့ပုဂ္ဂိုလ်ဆွဲဂိုင်းဆွဲကနာဆွဲဟုတ်လားငကိုတော့အစွဲတွေကိုအခြေခံပြီးတော့ချစ်စရာကောင်းတဲ့လူကိုဘာလို့လဲကဲ့ရဲ့လောကမှာအဲ့ဒါလိုလွယ်လွယ်မှားမှားလုပ်နေတဲ့လူတွေအများကြီးရှိရနော်မုန်းစရာကောင်းတဲ့လူကိုချီးမွမ်းတယ်ချစ်စရာကောင်းတဲ့လူကိုကဲ့ရဲ့တယ်အဲ့ဒါဆိုလို့ရှိရင်သူလည်းပဲကိုဝင်းကျင်ရဲ့မုန်းတီးမှုယွန်းရှာမှုတန်ဖိုးမထားမှုမလေးစားမှုဒါတို့သူခံရဥမှာပဲဟုတ်လားဘယ်နှပါရှိသွားရတော့အကျေပြောရရင်တော့အတော်ကောင်းပါပဲပြောစရာအကြောင်းတွေအများကြီးဟုတ်လားနောက်ထပ်ဦးဇင်းတို့ဆက်ပြီးတော့ဗာပြောတာတော့အထက်ကနိဗ္ဗာန်ထဲမှာနောက်ထပ်ထပ်တွေ့ရတဲ့ကွက်ပြားမှုလေးကအကာလင်ညုစအမတ္တိညုစအတုစိသဘဟုဗန္တိစအကောတကပရိပါဒကောစတပြမစာရိနံနော်အကာလင်ညုစအချိန်ကာလကိုနားမလဲတချို့တော့ပြောကြတယ်အချိန်သုံးပါနားမလဲဟုတ်လားဘယ်ချိန်ဘာပြောလို့ပြောရမှာမသိဘယ်သူရှိဘာပြောလို့ပြောရမှာမသိပြောချင်အောင်ပြောမိပြောတာပြောချင်တဲ့အချိန်ထပ်ပြီးတော့ပြောလိုက်တာကာလကိုနားမလဲအလိုက်မသိဘူးဆိုတာတည်းလည်းပဲထည့်ပြီးတော့ပြောမယ်ဆိုရင်လည်းရနိုင်တယ်နော်အဲ့လိုမျိုးအချိုးမပြေတဲ့လူတွေဘာလို့ခံအောင်တော့ပတ်ဝန်းကျင်ရဲ့မုန်းတီးမှုမလေးစားမှုရဟုတ်လားအကာလည်းညှို့စအချိန်ကာလကိုသိရဒီအချိန်ကနော်ဘယ်လိုမျိုးပြောဆိုဆက်ဆံတဲ့အချိန်ဘယ်လိုမျိုးတုံ့ပြန်တဲ့အချိန်ဒါကတရည်တည်တတ်မှတ်ချက်ကြီးချထားလို့မရကိုယ့်အကိုနားလည်မှုရှိရမယ်များသောအားဖြင့်ပညာမဲ့တဲ့လူတွေဟာအချိန်ကာလကိုနားမလဲတာပါပဲကာလကိုမသိဘူးကာလံဒေတံအကံတန်တန်ဆိုရှိလူကြီးတွေပြောရတာလည်းရှိဟုတ်လားပြီးတော့ဗာပြောတော့အမတ်တင်ညူစားတဲ့အတိုင်းအတာကိုမသိကိုယ်ပမာဏကိုကိုမသိဘူးလူအမြင့်တည့်ရဲ့လုံမှာတည့်ရဲ့စားဝှချင်စားကျင်တာကတထေးသားလို့လှုပ်ချင်ဩဒါပါတော့ကိုယ်ပမာဏကိုမသိဟုတ်လားကိုယ်နဲ့ပြောဆိုဆက်ဆံနေရတဲ့လူရဲ့ပမာဏကိုလည်းမသိဒီလူကဘယ်လိုလူလဲဘယ်လောက်ဆင်ရှိတာလဲဘယ်လောက်ကောင်းတဲ့လူလဲဘယ်လောက်မကောင်းတဲ့လူလဲဘာမှမသိပမာဏကိုမသိနော်အမတ်တင်ညူဒီဥစ္စာတွေကလူလောကမှာအလွန်မှတွေ့ရကြုံရလိမ့်မယ်ဟုတ်လားနော်အကာလင်ညူစာအမတ်တင်ညူစာပြီးတော့ဗါတော့အတုစိစာတဲ့ကာယကံမှုဝစီကံမှုမစင်ကြယ်ဘူးတဲ့မတန့်ရှင်းဘူးတဲ့နော်အဲ့ဒါကိုပြောတော့အတုစိစာနောက်ပြီးတော့ဘဟုဘာနေစာတဲ့စကားများရည်တဲ့ဟောတတိထားနော်စကားများရင်တော့အမှားကပ်ပြီးတော့ပါလာမှာပဲများလုံးအားကြီးရင်တခါလေမလိုလားအပ်တာတွေကထွက်လာတယ်ကိုယ်တတိနဲ့မထိန်နိုင်တော့ဘူးလေတချို့ကမဟုတ်လဲပြောဟုတ်လဲပြောခြင်းနေတာပြောပါများတော့စကားပြောတဲ့အခါအမှားတွေကပါလာရောသူများကိုထိခိုက်တာတွေသူများကိုထင်သေးတာတွေကိုယ်စိတ်တွေကတကယ်မပါပါဘဲနဲ့ကိုယ့်ရဲ့စကားမထိန်နိုင်မှုကြောင့်ထွက်ကုန်တာတွေရှိတယ်ဟုတ်လားဒါကြောင့်စကားများလို့ရှိရင်လည်းဘာဖြစ်တော့သူများမုန်းလိမ့်မယ်နောက်ပြီးတော့ဗာပြောတော့အကောတကပရိဘာတကောစာတပြမစာရီလားတရင်သုံးပေါ်ရဲ့အပေါ်မှာဆဲရေးတယ်ချင်းချောက်တယ်လူချင်းချင်းတချို့စကားအလွန်ကြမ်းတာတွေရှိတယ်တကားကြမ်းရုံနဲ့မကောင်းမင်းဘာလုပ်ပြလိုက်မယ်ငါဘာလုပ်ပြလိုက်မယ်ဟောမှာချင်းချောက်တာတွေလည်းရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပဲပတ်ဝန်းကျင်ရဲ့မုန်းတီးမှုယွန်ရှာမှုကိုခံရလိမ့်မယ်တဲ့အလုံးဘယ်နှမျိုးတော့16မျိုးเนาะ